စေကန်နေမသွားခြင်းဘူးအချိန်ကြီးလည်းမပေးခြင်းဘူး treatment နေလည်းတက်မယူချင်ဘူးပေါ့နော် brand ကောင်းဟိုမှာ budget လေးစိတ်ဖြစ်ပြီးတော့တကယ်ကောင်းတာလဲသုံးချင်တယ် effect လဲဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ army product လေးတွေကအစင်လဲပြည်ရဲပေါ့နော် စေကန်သွားရင်တော့အမားတို့ကဒီ high food တွေပါတယ်အချိန်ယူပြီးသွားရတယ်ဈေးကအများကြီးပေးရတယ်ပေါ့နော်ဒီဆက်လေးကတော့ကိုယ့်ဟာကိုယ်အိမ်မှာကိုလှုပ်ချင်တဲ့အချိန်မှာကိုအဆင်ပြေတဲ့အချိန်မှာထားလို့ရတယ်အချိန်မျိုးအသုံးပြုလို့ရတယ်ဆိုတဲ့ဟာလေးကကိုယ့်အတွက် comfortable ဖြစ်တဲ့အဆင်ပြေတယ်ပေါ့နော် အလုပ်ကလည်းသွားရတယ်အိမ်မှုကိစ္စကလည်းလုပ်ရတယ်စေကန်နေလည်းမသွားနိုင်ဘူးကလေးမေတွေ working man တွေဆိုရင်ဒီဟာလေးကတော့အများနဲ့စောင့်ထားတယ်လေ အချိန်လည်းပေးစရာမလိုလေကိုအိမ်လေးမှာကိုဘာကိုအားတဲ့ချိန်လေးဒါလေးကိုလုံနေပြီးတော့ပေါ့နော်အမကတော့အဲ့ဒါလေးတွေကိုအမျိုးသမီးတွေအတွက်အကြံပြုချင်တာပေါ့နော်ဒါလေးလုပ်ပေးမယ်ဆိုလို့ရှိရင်အသက်40ကျော်ဆိုလို့ရှိရင်အဖြစ်ရမယ့်ဟာတွေပေါ့နည်းနည်းလေးရော့သွားတယ်ပေါ့အဲ့ဒါကြောင့်မမကတော့30ချင်တယ်ပေါ့နော် လက်ရှိကတော့တိတိကျဟိုဟာဖြစ်တာတော့သူကမိန်းနဲ့တက်လုံးဝပျောက်သွားတယ်မျက်နှာကလိုးတယ် skin care တွေလည်းထိရောက်တယ် ကိုမျက်နှာမှာရှိတဲ့အရေးကြောင်းနဲ့ smile line လေးတွေကိုသက်သာခြင်းနဲ့အသားရည်ရော့တွဲနေတာကိုပို့ပြီးတော့တင်းရင်ပြီးတော့ပိုနှုတ်ပြခြင်းတဲ့သူတွေအတွက်အိမ်မှာပဲအန်နီယယ်ကင်းကင်းနဲ့အလွယ်တကူသုံးလို့ရမယ် ပုံမှန်လေးဒီ2လ3လလောက်ဇက်တိုက်သုံးပြီးတဲ့အခါမှာတော့သူ့ရဲ့ result တစ်ခုကိုရရှိမှာပဲဖြစ်ပါတယ် R&B mini high food ကကျတော့ brandy ပါတယ်။စမ်းကြောင်းမှာ showroom ရှိတယ်။ after sales service တွေလည်းရှိတဲ့အခါကျတော့ကိုဒီဆက်ဝယ်ပြီးတော့တခုဖြစ်တယ်ဆိုရင်လည်းပြန်ပြီးပြောလို့ရတယ်စိတ်ချရတယ်ပေါ့ကွာ မဝယ်ရသေးတဲ့လူတွေတောင်ရအောင်ဝယ်ဖို့အမအကြံဉာဏ်ပေးခြင်းတယ်ဘာလို့လဲဆိုတော့အမတို့ဒီအမျိုးသမီးတွေဖြစ်တဲ့အတွက်အမတို့လှနေလို့ရှိရင်အမတို့ကပျော်တယ်အကုန်လုံးကအမတို့ရဲ့ mental group ပါရလာတယ်လို့အမခံစားမိရဲ့ဒါကြောင့်ဒီ device လေးတွေကိုအမကဝယ်ဖို့လည်းအကြံပြုခြင်းနဲ့အရင်လဲစိတ်ကျဉ်တဲ့အားရမှုရှိပါတယ် နှစ်လောက်တေချာထိမ့်သိမ်းပြီးကောင်းသုံးတယ်ဆိုရင်တော့နဲ့တစ်ချိန်2600လောက်ပဲကြာတယ်တဲ့။ဟိုဆိုမျိုးမမားတွေစေကန်သွားပြီးတော့ high food တို့ RF လို့ပို့အချိန်မပေးနိုင်ဘူး။နောက်တစ်ခါကျတော့ budget လည်းမသုံးနိုင်ဘူးဆိုလို့ရှိရင်တော့ဒါမျိုးတစ်လုံးအိမ်မှာဆောင်ထားတဲ့နဲ့ အိမ်သုံး beauty device ဆိုရင် RMB